ထိုလူသည်အခန်းတွင်ရှိအလှတရားကိုစူးစမ်းကျင်တော်လဲသူတွေ့ရှိခဲ့သည့်အရာမှာကြောက်ရွံ့ခြင်းရေခဲဖြစ်သည်တွေ့ကြောင့်နေသောဘီလူတကောင်သည်ထိုနေရာတွင်ပုံးနေ၏သူမသည်လူရေပြားမှရွှဲနစ်နေပြီးသူ့ကိုယ်သူတူနိုင်မရတဲ့အလှတစ်ခုအဖြစ်ပြောင်းလဲနေပါတဲ့ထိတ်လန့်တုန်လှုပ်ချောက်ချားလေးမြေပြင်ပေါ်သို့လဲကျသွားသည့်သူ၏ဇနီးသည်အတန်ကြောင့်ပြေးသွားကထိတ်လန့်တကြားထွက်ပြေးသွားခဲ့သည်ထွက်ပြေးစဉ်တွင်ပင်လယ်ကျက်တစ်ကောင်လိုအမတ်ရမှုများပြန်ပေါ်လာသည်ထိုမျိုးသမီးကိုပထမဆုံးအကြိမ်တွေ့သောအခါသွားစရာမရှိဟုဟန်ဆောင်ကမျက်ရည်များကြကငိုကြွေးခဲ့သည်စိတ်ကတိကအောက်ဖြစ်ကထမင်းစားရန်ပြင်ဆင်ထားသည့်တောင်ပေါ်မှသူ့ဇနီးကိုရုံးခန်းထဲတွင်ဝတ်ထားလိုက်သည်သူ့အားကြပြားများရွရင်းနှစ်သိမ့်မှုကိုဂယုဆိုင်သည့်အမျိုးသမီးသည်ချိုသာပြီးဂယုပြုသည့်အမျိုးသားကသူမကိုချစ်မိသွားတော်လဲသူမိတောင်းဆိုချက်အားလုံးကိုလစ်လျူရှုကသူ့ဇနီးကိုပိုလီပိုလီလစ်လျူရှုခဲ့သည်သူ့မိန်းမကတခုခုမားနေပြီလို့ခံစားရတယ်လူသည်ထောင်းတနေရာတွင်ပုံအောင်နေကသူ့ကိုယ်သူသာစဉ်းစားနေခဲ့သည်ဇနီးသည်ယာရူးမှနှုတ်ထွက်ပြီးတကားကိုတယောက်တည်းပိတ်လိုက်တော်လဲမိစ္ဆာကောင်ကိုမတားနိုင်ပေသူသည်တကားကိုရိုက်ချိုးကဇနီးကိုရိုက်နှက်သည်ထိုလူကအတန်ဖော်ဝန့်ပေဘီလူတကောင်သည်သူ့ရုပ်ဆိုးသောမျက်နှာကိုပေါ်လွင်လာကအနီးသို့ရောက်လာတဲ့အေးခဲနေသောလက်များကိုသူ့ရင်ပတ်စီသို့ဆန့်လိုက်တဲ့ထိုလူသည်နာကျင်စွာအော်ဟစ်ကငကားကြီးကိုကူညီရန်တောင်းတတော်လဲအချိန်နှောင်းသွားခဲ့သည်